အမြညီမနှစ်ယောက်ဟာမွေးကလေးကဦးကောင်းခွန်တစ်ခုရဲ့ကိုမျှဝေသုံးဆွဲရင်းခေါင်းချင်းဆက်ပြီးမွေးဖွားလာခဲ့ကြပါတယ်။ဒီလိုခြေအနေမျိုးဖြစ်နေပေမဲ့လို့သူတို့နှစ်ယောက်လုံးဟာမတူညီတဲ့တက္ကသိုလ်တွေမှာကျောင်းဝင်ခွင့်ရရှိခဲ့ကြပါတယ်။ဘဝတစ်ခုကိုစတင်ဖို့အတွက်သူတို့ဟာကြောက်ကက်နဲ့ဦးကောင်းခွဲစိတ်မှုကိုခံယူဖို့လိုအပ်လာပါတော့တယ်။ဆရာဝန်တွေကဒီခွဲစိတ်မှုအတွက်6လကြာအောင်ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။အမဖြစ်သူရဲ့ကြောက်ကက်ကိုညီမဖြစ်သူစီအစားထိုးကူတာမှုကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ကြောက်ကက်အစားထိုးမှုကတော့ချောချောမွေ့မွေ့ပြီးသွားခဲ့ပါတယ်။ဒါပေမဲ့ဆေးဘက်ဆိုင်ရာအဖွဲ့ကထွက်ခွာတော့မဲ့ဆဲမှာပဲအမဖြစ်သူကရုတ်တရက်တတိလက်သွားပါတော့တယ်။သူတို့ရဲ့သွေးလည်ပတ်မှုစနစ်ကဆက်ဆက်နေတာကြောင့်အမဖြစ်သူရဲ့နှလုံးလုံးမလုပ်တော့ဘူးဆိုတာကိုဆရာဝန်တွေချက်ချင်းသိလိုက်ကြပါတယ်။အချိန်မီအမြဲမကုတတ်ဘူးဆိုရင်ညီမဖြစ်သူပါအလားတူအနေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ဆရာဝန်ကရှင်းပြပါတယ်။မျောရင်းချက်မဲ့နေတဲ့အခြေအနေမှာခွဲစိတ်ဆရာဝန်တွေကဦးကောင်းခွဲထုတ်မှုကိုချက်ချင်းလှုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ပြဿနာကတော့သူတို့ဦးနောက်ထဲကသွေးကြောတွေရှုပ်ထွေးပတ်သက်နေတာဖြစ်ပြီးရုတ်တရက်ဖြတ်တောက်လိုက်ရင်ဦးနောက်တွေဆုံးသွားနိုင်တာပါပဲ။10နာရီကျော်ကြာပြင်းထန်တဲ့ခွဲစိတ်မှုပြီးမှာတော့ဆရာဝန်တွေဟာဆက်နွယ်နေတဲ့သွေးလူကြောတွေနဲ့သွေးပြန်ကြောတွေကိုရှာဖွေတွေ့ရှိပြီးခွဲထုတ်မှုကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။နောက်ဆုံးမှာအမဖြစ်သူတတိယလာပေမဲ့ညီမဖြစ်သူကတော့ဘာတော့ပြန်မှုမှမရှိတော့ပါဘူး။ဂျက်ကဦးနောက်သွေးကြောစစ်ဆေးမှုပြုလုပ်ခဲ့ပြီးညီမဖြစ်သူရဲ့ဦးနောက်စီသွေးမရောက်တော့ဘူးဆိုတာတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအမဖြစ်သူရဲ့နှလုံးကလည်းထပ်ပြီးရက်သွားပြန်ပါတယ်။အမြညီမနှစ်ယောက်စလုံးရဲ့အသက်ကိုကယ်တင်ဖို့မျှော်လင့်ချက်မရှိတော့သလိုပါပဲ။ဒီတော့ဆရာဝန်တွေကရဲရဲနဲ့အစီအစဉ်တစ်ခုကိုချမှတ်လိုက်ကြပါတယ်။ဆရာဝန်တွေစိတ်ထိခိုက်ခဲ့ကြရပေမဲ့သူတို့ကိုပြန်ဆက်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကိုခွဲထုတ်ဖို့နိုင်ပေါင်း40ကြာအချိန်ကုန်ခံခဲ့ရပြီးမှအခုတော့ပြန်ဆက်ပေးရတော့မှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မှာရွေးချယ်စရာမရှိတော့ပဲခွဲစိတ်ခန်းကိုနောက်တစ်ကြိမ်ပြန်ဖွင့်ခဲ့ရပါတယ်။ညီမနှစ်ယောက်လုံးရဲ့ခြေထောက်ကပေါင်သွေးကြောတွေကိုအမြန်ဆုံးပြန်လဲဆက်သွယ်ပေးလိုက်ကြပါတယ်။အားလုံးကဝမ်းသာအားရဖြစ်နေကြတော့မှပဲနောက်ထပ်ဘေးအန္တရာယ်တစ်ခုကြားရောက်လာပါတော့တယ်